ဒေါအောင်ဆန်းစုကြည်ကလေအမှုတွေကအများကြီးပဲနောက်ထပ်ဆွဲစရာအမှုတိတာထေကြတာတစ်ခုထပ်ပြောမယ်2008နဲ့2008မှာတခါ2019မှာတခါဥပဒေတစ်ခုထွက်တယ်ပေါ့နိုင်ငံတော်ရဲ့အမျိုးသားယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့စောင့်ရှောက်ထိန်းသိမ်းရေးအတွက်ဥပဒေသတ်မှတ်ပေးတာပြည်တော်စုလွှတ်တော်ဥပဒေအမှတ်6ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးဥပဒေနည်းဥပဒေဆိုပြီးတော့ထွက်ထားတယ်2019မှာအဲ့ဒါကကြံ့ခိုင်ရေးတုန်းကဦးတန်းရွှေခေတ်တုန်းကချမှတ်ခဲ့တဲ့ဥပဒေဒီ NLD ခေတ်မှာ2019မှာအသစ်ထပ်ပြီးတော့ပြန်ပြင်တာ update ထပ်လုပ်တာအဲ့ဒီဥပဒေရဲ့ပုံမှန်29အရသာသနာတော်ကိုကူညီဆောင်ရွက်မိလို့ပြောတာမကူညီမဆောင်ရွက်ဘဲနဲ့ဖျက်ဆီးနေတယ်ဆိုလို့ရှိရင်ယဉ်ကျေးမှုအမွေအနှစ်မှာ2မျိုးရှိတယ်မှတ်ထား drug မဲ့ယဉ်ကျေးမှုနဲ့ drug ရှိယဉ်ကျေးမှုဆိုပြီး2မျိုးရှိတယ်ဒေါ်စန်းစုကြည်က drug မဲ့ယဉ်ကျေးမှုတွေဖျက်ဆီးတယ်နော်ပြောမယ်ဆိုရင်မိမမဝင်ရဆိုတဲ့နေရာမှာဝင်တယ်နော်နောက်တကဖျားရှိခိုးတဲ့နေရာမှာလည်းမရှိခိုးတတ်ဘူးကျဲစီကိုလည်းမထုတတ်ဘူးအစိုးရကယဉ်ကျေးမှုဘာမှသွားဖြတ်လဲဆိုတော့မြန်မာအမျိုးသမီးမှန်လို့ရှိရင်မအမျိုးသမီးစောစောကမင်းတို့ပြောတဲ့ဝိသကအကြောင်းမကြီးကိုပြန်သွားကြည့်လိုက်နော်မင်းတို့ပြောတယ်မင်းတို့ညှိုးတယ်ဝိသကအကြောင်းမကြီးသွားကြည့်လိုက်ခေတ်ဆက်ဆက်မြန်မာအမျိုးသမီးခေါင်းဆောင်မှန်သမျှကတပတ်ကိုလွယ်တဲ့ခါပကုံးတစ်ဖက်တည်းကိုပဲတင်ပြီးတော့ချရတယ်နော်ဒါပေမဲ့အဲ့ဒီအမျိုးသမီးမဝင်ရဆိုတဲ့နေရာကိုဝင်လာတဲ့အချိန်မှာနွားเจ้าသားစော်လဲတိုင်းတို့တပတ်ကြီးကိုစော်လဲတိုင်းပြီးဝင်လာတယ်နော်အဲ့ဒါကမြန်မာယဉ်ကျေးမှု drama ယဉ်ကျေးမှုတွေကိုဖျက်ဆီးတာပဲတော့အဲ့တော့2019ခုနှစ်ယဉ်ကျေးမှုဥပဒေထိန်းသိမ်းကာကွယ်ဆောက်ရှောက်ရေးဥပဒေရထပ်ပြီးရေးယူလို့ရသေးတယ်သူ့ကိုတရားစွဲမယ်ဆိုအမှုတွေအများကြီးပဲသိလားမင်းတို့တွေအဲ့လိုမိမမျိုးလားဝိတာခါများသွားနှိုင်းတယ်ကွာဆောက်ရှက်မရှိတဲ့ကောင်တွေဝိတာခဆိုတာကတကယ်အတတက်ပွဲရတဲ့ဟိုသားကြီးတွေနော်အနာဂံတထေးမကြီးတွေသာသနာတော်ကိုချီးမြှောက်တဲ့သူတွေမင်းတို့ကဆောက်ရှက်မရှိတာအဲ့လိုမိမမျိုးများမင်းတို့ကဘာရိနာနေတာကိုမင်းတို့မွေးတာလည်းမဟုတ်ဘူးတကယ်ဆလဲတိုင်းလိုလေတာဝင်လာတာပြန်ကြည့်ကြည့်လိုက်အမျိုးသမီးကဝိသကဆိုတဲ့အမျိုးသမီးကလေဟိုဘယ်လိုပြောမလဲဆိုတာသူ့လင်ယောက်ျားဘက်ကနော်ဟိုဒိဋ္ဌိတွေပေါ့နော်ဒိဋ္ဌိတွေဟိုတော့မှပဲဗုဒ္ဓဘာသာဘက်ကူအောင်နော်ယဟန်တန်ဃာတွေကိုယူသေးလေးစားတတ်အောင်ကွာတည်တယ်မလားရအောင်ဆွဲဆောင်နိုင်ခဲ့တယ်ဆွဲခေါ်နိုင်ခဲ့တယ်အမျိုးသမီးကြီးနော်ဘယ်လိုဖြစ်လို့သွားပြီးတော့နှိုင်းရှင်တာလဲဘယ်သူနဲ့မှတော့မှဝိသကဆိုတာကတူပဲရှိတယ်သူနဲ့ဟိုတူတဲ့သူဆိုတာလည်းမရှိဘူးတည်ရမလားသူနဲ့နှိုင်းရှင်လို့ရတဲ့သူဆိုတာလည်းမရှိဘူးလူပုဂ္ဂိုလ်တွေမှာပြောတာနော်ဒါဟိုတော့မှပဲဝိသကအကြောင်းအမကြီးနဲ့နှိုင်းရှင်ရတယ်တဲ့ဘယ်နားမှာသွားပြီးနှိုင်းရှင်လဲနှိုင်းရှင်လို့ရတယ်ကျေးစီထူတာလဲဟိုခေါင်းလောင်းဟိုထိုးတာလဲခေါင်းလောင်းကိုမထိုးတတ်ဟိုကတော့တော့လဲဟိုမုတ်ကလားတွေသူတို့ဟိုကတော့တယ်လို့မျိုးပဲဖင်မောင်းထောင်ပြီးတော့ဟလာဟိုမပြောလိုက်ရှင်ဖင်မောင်းထောင်ပြီးတော့ဖះကတော့တာကွာသိရမလားဟိုငါတို့မြန်မာတွေမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဖះကတော့တာပဲဖြစ်ဖြစ်လူကြီးသူမတွေကိုကတော့တာပဲဖြစ်ဖြစ်ရထီချင်း5ပါးနဲ့နော်ခြေလက်နှစ်ခု1000ဘူးဆိုတဲ့ထီချင်း5ပါးနဲ့ကတော့တာပဲရှိတယ်နော်နင်တို့အမေလိုမျိုးဖင်မောင်းထောင်ပြီးတော့ကတော့တာတစ်ခါမှမမြင်ဘူးခဲ့သိလားလေ့လာကြအောင်နော်ခြေလက်နှစ်ခု1000ဘူးဆိုတာကိုသိရလားမပါဘူးဖင်မောင်းထောင်ပြီးကတော့ရမယ်လို့